sneaker လို့ဘာကြောင့်စီးကြရလဲဘောကြားကြရဆိုတော့ဘာကြောင့်လဲဈေးကြီးပြီးဝယ်ရလို့လားဒါမှမဟုတ်ဒီဇိုင်းလားလို့လားအားလုံးမင်္ဂလာပါကျွန်တော်နာမည်ဟိမ့်ဖြစ်ပါတယ်ဒီပြောချင်တာကတော့တခြားအထွေထူးတော့မရှိပါဘူးကျွန်တော် sneaker ဆိုင်မှာကျွန်တော် sneaker လေးတင်ရတွားပြီးဝယ်လာတယ်အဲဒါကြောင့်ဒီ sneaker လေးနဲ့ပတ်သက်ပြီးတော့သူရဲ့နောက်ွယ်ရသမိုင်းကြောင်းတွေဒါမှမဟုတ်ဒီ sneaker လေးရဲ့အတိတ်ပဲလေးလို့ကျွန်တော်တိထားသလောက်ဒီပြန်ပြီးတော့ sharing လုပ်ပေးချင်တာဖြစ်ပါတယ်ဒီ sneaker လေးအကြောင်းမပြောခင်မှာကျွန်တော်ဖက်ကနေပြီးတော့တီးချင်တာလေးတစ်ခုရှိပါတယ်ကျွန်တော်တို့ဒီ sneaker လေးတွေကိုစီးကြရတဘောကြားကြရဆိုတော့ဘာကြောင့်လဲဈေးကြီးပြီးဝယ်ရလို့လားဒါမှမဟုတ်ဒီဇိုင်းလားလို့လားနောက်ပြီးတော့ကျွန်တော်တို့ဒီ sneaker လေးတွေကိုစီးလိုက်တဲ့အခါမှာလူကြားထဲမှာထင်ပေါ်လာတာမျိုးကြောင့်လားပေါ့ဖြစ်ပါကျွန်တော်အတွက်ကတော့ဒီ sneaker လေးရဲ့နောက်ကွယ်မှာရှိတဲ့သမိုင်းကြောင်းတွေနဲ့သူ့ရဲ့အတိတ်ပဲလေးတွေကပို့ပြီးတော့အရေးကြီးပါတယ်RTMSကျွန်တော်လက်ထက်မှာရှိနေတဲ့ဒီ sneaker လေးကကျွန်တော်မနေ့ကမှသွားဝယ်လာတဲ့ sneaker လေးသိရင်ဖြစ်ပြီးတော့ကျွန်တော်အကြိုက်ဆုံးဖြစ်တဲ့ကျွန်တော်အလိုချင်ဆုံးဖြစ်တဲ့အတိတ်ပဲလည်းများစွာရှိတဲ့ sneaker လေးသိရင်ဖြစ်ပါတယ်ဆိုတော့ဖြစ်ဒီ sneaker လေးကဒီ One Social Community နဲ့ Nike တို့ collab လုပ်ထားတဲ့ sneaker လေးဖြစ်ပါတယ်အခုကျွန်တော်ဖြတ်တန်းလာခဲ့တဲ့တနစ်တာကာလရဲ့ပြီးစဉ်ရဲ့ method တစ်ခုအနေနဲ့အနည်းသက်ဆုံးဖြစ်တဲ့ဒီ sneaker လေးကိုကျွန်တော်ရဲ့အထူးပုံကိုတယောက်ကိုလက်ဆောင်ပေးဖို့အတွက်ရွေးချယ်ထားခဲ့တဲ့ဖက်နက်လေးတည်ရန်ဆိုလည်းမမားပါဘူးဒီ sneaker လေးကဘာလို့အတိတ်ပဲများစွာနဲ့ပြည့်နေနေလဲဆိုတာဒါကျွန်တော်တိထားသလောက်ပြန်ပြီးပြောပြချင်ပါတယ်ဒီဖက်နက်ဟာ Nike နဲ့နာမည်ကျော် skater တယောက်ဖြစ်တဲ့ John Retry တို့ပူးပေါင်းဖန်တီးထားတာဖြစ်ပါတယ်နောက်ပြီးတော့ဒီ project ရဲ့အဓိကရည်ရွယ်ချက်က mental health awareness စိတ်ကျန်းမာရေးအသိပညာပေးအတွက်လည်းဖြစ်ပါတယ်နောက်ပြီးတော့ဒီ John Retry ကသူ့ရဲ့ညီမဖြစ်ကစိတ်ကြယောဂတစ်ခုနဲ့အသက်ဆုံးရှုံးခဲ့ပြီးနောက်ပိုင်းမှာသူကဒီ wine so set ဆိုတဲ့ campaign ကိုစတင်ခဲ့တာပါသူကလူတွေကိုစိတ်သက်ကြနေတဲ့အခါမှာပဲဖြစ်ဖြစ်ဒီဝန်နေနေတဲ့အခါမှာပဲဖြစ်ဖြစ်ပေါ့ဒါချိန်မိတ်ခံစားမနေဘဲနဲ့တယောက်ကိုတယောက်မှုပွင့်လင်းလင်းပြောပြဖို့နောက်ပြီးတော့ဒီအချင်းချင်း view site ပြီးဖို့ဂျိုးတွေဒီဖက်နက်ကနေတစင်သူက message ပေးချင်ခဲ့တာဖြစ်ပါတယ်တော့ဒီဖက်နက်လေးနဲ့ပတ်သက်ပြီးတော့ဘာမှတော့သိပြီးတော့မပြောတော့ပါဘူးဒီဖက်နက်ရဲ့အရောင်က coastal blue ဖြစ်ပြီးတော့တော်တော်လေးကိုညင်ပြီးတော့ style ကြားရတဲ့ထဲလည်းပါပါတယ်နောက်ပြီးတော့ဒီ main ကလေးတွေအတွက်လည်းအရန်အောင်မှ light ဖက်တဲ့ color wheel တစ်ခုလည်းဖြစ်တယ်နောက်ပြီးတော့ကျွန်တော်ပြောပြချင်တဲ့အရာကတော့ဒီကျွန်တော်တို့ဒီ sneaker ရဲ့ဘယ်ဖက်မှာပါတဲ့ဒီ skate စီးနေတဲ့ဒီငှက်ကလေးအကြောင်းပေါ့ John Retry ကဒီနာမည်ကျော် skater တယောက်ဖြစ်တဲ့အတွက်သူရဲ့ဘဝနဲ့ဝါသနာကိုစားပြုပြီးထည့်သွင်းထားတဲ့သင်္ကေတတစ်ခုလည်းဖြစ်ပါတယ်ကျွန်တော်ဘဝမှာဘယ်လိုပဲအခက်အခဲရှိနေပါစေဒါလဲကျသွားပြီမြပြန်ထပြီးတော့ဆက်သွားမယ်ဆိုတဲ့အာတင်ထားမှုကိုပြတာပါနောက်ပြီးတော့ကျွန်တော်တို့ဒီ sneaker မှာတတိထားဖို့ခက်ခဲတဲ့ဒီ daily တစ်ခုရှိပါတယ်ဒါကတော့ဒီ sneaker ရဲ့အနောက်မှာပါတဲ့ဒါအဝါရောင်သင်္ကေတလေးဖြစ်တဲ့ question mark သင်္ကေတလေးဖြစ်ပါတယ်ဒီသင်္ကေတလေးရဲ့အဓိပ္ပာယ်ကတော့ဒါ sneaker ရဲ့နာမည်ဖြစ်တဲ့ wine so set ဆိုတဲ့ဒါနာမည်ကိုအဆုံးသတ်ပေးလိုက်တဲ့သဘောပဲဖြစ်ပါတယ်ကျွန်တော်တို့တွေကဒီတယောက်ကိုတယောက်အဆင်ပြေရလားလို့မီးနေတတ်ကြပါတယ်ဒါကြောင့်မလို့ဒီ question mark ဆိုတဲ့သင်္ကေတလေးကဒါကျွန်တော်တို့ချစ်ရတဲ့သူတွေကိုအမြဲတမ်း view site ပေးဖို့ဒီပေးနေသလိုပါပဲတကယ်တော့ကျွန်တော်ဒီလိုနေ့မျိုးမတိုင်ခင်မှာကျွန်တော်တို့နှစ်ယောက်ကြာမှာပြဿနာကြီးအခက်အခဲကြီးအများကြီးရှိခဲ့ပြီတနစ်တာခီးစက်မှာလည်းပျော်ရှင်းတာတွေဝယ်နေတာတွေအများကြီးရှိပါတယ်ကျွန်တော်အဲ့လိုအချိန်မျိုးမှာကျွန်တော်တို့တွေကဒီတယောက်ကိုတယောက်ဘာလို့ဝယ်နေရလဲလို့မေးပေးနိုင်ဖို့မျက်ရှိနေပေးမယ်ဆိုတဲ့ view site မှုကိုကျွန်တော်တို့တွေကဒီဖက်နက်ကနေသစင်တူကိုတီးစေချင်တာပါဒီဖက်နက်လေးကကျွန်တော်တို့နှစ်ယောက်ကြာမှာရှိခဲ့ဒီစိတ်မကောင်းစရာတွေကိုကြော်လွားပြီးတော့ချိတ်ဆက်ဖို့ခွန်အားတစ်ခုဖြစ်စေမှာပါဆိုဒီဗီဒီယိုမှာကြည့်နေတဲ့လူတွေကလည်းကိုယ့်အနားမှာရှိနေတဲ့ကိုယ့်ရဲ့ချစ်ရတဲ့သူတွေကိုဘာလို့ဝယ်နေရလဲဆိုပြီးတော့မေးပေးဖို့ view site ပေးဖို့လုံးဝမမေ့ပါနဲ့အောင်ကျွန်တော်ရဲ့ဒီဗီဒီယိုဒီမှာပဲရလိုက်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခုနောက်ဗီဒီယိုမှာပြန်တွေ့မယ် Mic check 1 2 3 final countdown no time to breathe get your mind ready your rhymes better be on to the teeth to be defeated by heat the one they call the goat check mate on the beat 跟不上我的节奏 word flow 嘴巴闭上肩膀摇晃的特别一样你们就没就是被我